တေးတဲ့ရှင်ထူးရဲ့လင်မဲ့ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီချင်းဟာရေဒီယိုချင်းဖြစ်ပါတယ်မပြိုသည့်မိုးဆိုတဲ့အတိုင်းပဲမိုးတော့မပြိုပါဘူးမိုးရောင်ပဲကြောက်ရတယ်အဲ့ဒီချင်းရဲ့စာသားတိဖေတွေကိုကျွန်တော်နှစ်သက်လို့ဒီချင်းကိုဆိုပြတာပါအားကြောင့်လက်နတ်ဆန် RPG ကိုနော်မိုးသားဆိုတာမျိုးဟာပြိုခြင်းပြိုကွယ်ခြင်းကွယ်စမြဲပါမပြိုတော့မိုးပြပြလားဟာဘယ်ကမှဆိုစင်ဒီနေမှာမပြိုသည်မိုးမြဲရှိနေသလားကိုမြတ်တာဟာပြောင်းပြမပြေပါဘာပြပြောဆုံးဒီတိုင်းသာမဆုံးဒီခိုင်မှာကိုချစ်ကိုနိုင်စရာတင်းဆိုမနဲ့တွေ့ဖက်ရှာကအာကပြပြချစ်စရာမုန်းနေလောကိုအသေးမို့အာကပါမကိုဝဲလာကိုဒီရှင်ကပြိုဒီမောမြဲရှိနေတော့ကိုမြတ်တာဟာပြောင်းပြမပြေပါမန်တရားလာသစ္စာဆိုတာအထွေရမပြိုဒီမောဆိုတာမျိုးဟာပြိုခြင်းပြိုကွယ်ခြင်းကွယ်စမြဲပါမပြိုတော့မိုးပြပြလားဟာဘယ်ကမှဆိုစင်ဒီနေမှာမပြိုသည်မိုးမြဲရှိနေတော့ကိုမြတ်တာဟာပြောင်းပြမပြေပါဘာပြပြောဆုံးဒီတိုင်းသာမသုံးဒီခိုင်မှာကိုချစ်ကိုနိုင်စရာတင်းဆိုမနဲ့တွေ့ဖက်ရှာကအာကပြပြချစ်စရာမုန်းမြင်တော့ကိုအသေးမိုးအာကပါမှာဟိုဝဲလာကိုတူရှင်ကမပြိုသည်မိုးမြဲရှိနေသလိုကိုမြတ်တာဟာပြောင်းပြမပြေပါမန်တရားလာသစ္စာဆိုတာတို့ရမပြိုသည်မိုး
အခုဆက်လက်ပြီးပရိသတ်ကြီးကိုဗဒမြောင်း FM Radio Tulam Music Concert ကနေ